မျိုးသားတစ်ယောက်ကငွေရှင်းကောင်တာကိုတွားပြီးဝန်ထမ်းမိန်းကလေးကိုဟေးကျွန်တော်တို့စပွဲအတွက်ကြားတင်ငွေဘယ်လောက်လဲဆိုတာတွက်ပေးလို့ရမလားလို့မေးပါတယ်မိန်းကလေးကပြုံးပြီးဒေါ်လာ80ကြားတင်ပါတယ်ရှင်ဒါပေမဲ့အန်ကယ်တို့စားတောက်ပြီးမှငွေရှင်းလို့ရပါတယ်လို့ပြန်ဖြေပါတယ်အမျိုးသားကခေါင်းခါပြပြီးဟိုစပွဲမှာထိုင်နေတဲ့လူကိုတွေ့လာသူကကျွန်တော်ရဲ့ကောလိပ်ကျောင်းနေဘက်တငယ်ချင်းပါသူအလုပ်ပြုတ်ပြီးကျွေးမိတွေနဲ့ရုန်းကန်နေရတာမကြသေးခင်ကမှကျွန်တော်သူ့ကိုအလုပ်တစ်ခုရအောင်ကူညီပေးထားတာအဲ့ဒါကိုကျေးဇူးတင်တဲ့အနေနဲ့သူကဒီနေ့ကျွန်တော်ကိုအခန့်ကျွေးမွေးမယ်လို့စွပြောနေလို့ပါဒါပေမဲ့သူ့မှာပတ်စံတိတ်မရှိဘူးဆိုတာကျွန်တော်သိတယ်အဲ့ဒါကြောင့်အခုကျွန်တော်ဒေါ်လာ80အရင်ပေးထားမယ်သူနောက်မှလာရှင်းရင်ဒေါ်လာ30ပဲကြားတင်တယ်လို့ပြောပေးပါလို့ရှင်းပြပါတယ်မိန်းကလေးကလည်းနားလည်ပါပြီရှင်လို့သဘောတူလိုက်ပါတယ်သူကဒေါ်လာ80ကိုတိတ်တဆိတ်ပေးချေပြီးနောက်တငယ်ချင်း2ယောက်လုံးစားတောက်ပြီးကြပါတယ်ခဏအကြာမှာတငယ်ချင်းဖြစ်သူကမိန်းကလေးကိုခေါ်ပြီးငွေရှင်းခိုင်းပါတယ်ကျူတင်စီစဉ်ထားတဲ့အတိုင်းသူမကဒေါ်လာ30ကြားတင်ပါတယ်ရှင်လို့ပြောလိုက်တဲ့အခါတငယ်ချင်းဖြစ်သူကအံ့ဩသွားပြီးဒီလောက်အများကြီးကိုဒေါ်လာ30ပဲလားလို့ဆိုကပတ်စံပေးပါတယ်ဒါပေမဲ့သူကဒေါ်လာ9ပဲပေးပါတယ်ဒါကိုမြင်လိုက်ရတဲ့မိန်းကလေးနဲ့အမျိုးသားဟာတယောက်ကိုတယောက်ကြည့်ပြီးဇဝေဇဝါဖြစ်သွားကြပါတယ်အဲ့ဒီနောက်တငယ်ချင်းဖြစ်သူကအမျိုးသားဘက်ကိုပေါ့ပေါ့ပပလှည့်ကြည့်ပြီးဟေ့ကောင်ငါအချမ်းအတွက်ငါပေးပြီးပြီနော်အခုမင်းလက်မင်းစားတဲ့အချမ်းအတွက်မင်းပေးလိုက်တော့လို့ပြောပါတယ်အမျိုးသားဟာဒေါသထွက်လာပေမဲ့စိတ်ကိုထိန်းပြီးကြံတဲ့ဒေါ်လာ9ကိုတိတ်တဆိတ်ပဲထပ်ပေးလိုက်ပါတယ်ဒါတွေမကသေးပဲတငယ်ချင်းဖြစ်သူကဟေ့ကောင်မင်းကစားတာလည်းမဟုတ်ဘူးငါအဲ့ဒီကြံတာတွေကိုအိမ်ပြန်ယူသွားဖို့ထည့်လိုက်ရမလားမင်းစိတ်မရှိဘူးမဟုတ်လားလို့ထပ်မေးပါတယ်အမျိုးသားဟာအတွင်းစိတ်မှာပောက်ကွဲနေပေမဲ့ပြုံးပြီးရပါတယ်ပြဿနာမရှိဘူးလို့ပြောလိုက်ပါတယ်တငယ်ချင်းဖြစ်သူကအစားအစာတွေထည့်နေတော့မှသူကငါလှုပ်เสียရလေးတစ်ခုတတိယလို့အရင်သွားနေတော့မယ်လို့ပြောပြီးထွက်လာခဲ့ပါတယ်ဒါတွေကိုကြည့်နေတဲ့ဝန်ထမ်းမိန်းကလေးကသူ့အတွက်စိတ်မကောင်းဖြစ်ပြီးအမျိုးသားစီလျှောက်သွားကအန်ကဲသူကအန်ကဲအပေါ်ဒီလောက်အခွင့်ကောင်းယူနေတာကိုဘာလို့ဒီလောက်တောင်ကောင်းပေးနေရတာလဲလို့တိုးတိုးလေးမေးပါတယ်အမျိုးသားကပို့ပြီးယုံကြည်မှုရှိတဲ့ပုံစံနဲ့ပြုံးကဘာလို့လဲဆိုတော့အခုမှပဲငါတို့ရဲ့တငယ်ချင်းတန်ရောစင်ဟာဒေါ်လာ9ပဲတန်ဖိုးရှိမှန်းငါတိလိုက်ရလို့ပါလို့ပြန်ဖြေပါတယ်မိနစ်အနည်းငယ်ကြာတဲ့အခါတငယ်ချင်းဖြစ်သူဟာအပြင်မှာဖုန်းပြောနေတဲ့အမျိုးသားကိုတွေ့ပြီးဟေးမင်းအိမ်မပြန်သေးဘူးလားလမ်းကြုံရင်ငါ့ကိုတခါတည်းလိုက်ပို့ပေးပါလားလို့လာပြောပါတယ်ဒါပေမဲ့ဒီတစ်ခါမှာတော့အမျိုးသားကတိုးဆုံမနေတော့ပါဘူးသူ့ကိုစိုက်ကြည့်ပြီးတက္ကစီပဲငှားစီးလိုက်တော့လို့ပြောလိုက်ပါတယ်တငယ်ချင်းဖြစ်သူကကြောင်သွားတဲ့အခါအမျိုးသားကဆက်ပြီးအရင်ကဆိုရင်ငါမင်းကိုအိမ်ရောက်ပို့ပေးုံတင်မကဘူးမင်းကိုငါပကုံးပေါ်ထမ်းပြီးတော့တောင်ပို့ပေးမိမှာဒါပေမဲ့အခုတော့မင်းကအဲ့ဒီလိုဆက်ဆံခံရဖို့မထိုက်တန်တော့ဘူးလို့ပြောလိုက်ပါတယ်တငယ်ချင်းဖြစ်သူဘာဖြစ်နေမှန်းနားမလည်နိုင်ခင်မှာပဲသူ့ဖုန်းမြည်လာပါတယ်အဲ့ဒါကတော့သူ့ကိုအလုပ်အသစ်အတွက်အရေးချင်းမပြည့်မီတော့ဘူးလို့အကြောင်းကြားတဲ့ဖုန်းဖြစ်ပါတယ်တကယ်တော့အမျိုးသားကအလုတ်ကမ်းလှမ်းမှုကိုပယ်ဖျက်ဖို့ဖုန်းဆက်လိုက်တာဖြစ်ပါတယ်ကဲတငယ်ချင်းတို့ရေကိုယ့်ရဲ့တငယ်ချင်းတွေဒါမှမဟုတ်မိသားစုဝင်တွေကကိုယ့်အပေါ်ကောင်းပေးနေတာတွေကိုဘယ်တော့မှအလကားရတယ်လို့သဘောမထားကြပါနဲ့